အိမ်တော်ကြီးတစ်ခုမှာလင်းလဲမယားနဲ့ရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဂတိကဝတ်တွေနဲ့ပဲဖြစ်ဖြစ်စာချုပ်စာတမ်းနဲ့ပဲဖြစ်ဖြစ်လင်မယားဆိုပြီးတော့အတိမတ်ပြုလိုက်ပြီဆိုတာနဲ့တဦးနဲ့တဦးရဲ့ပိုင်ဆိုင်မှုဝေရေးချေရေးစတဲ့အရာတွေကိုအဲ့ဒီလင်နဲ့မယားရဲ့ပိုင်ဆိုင်မှုအနေနဲ့ဒါပဲသတ်မှတ်လို့ရတယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့ငွေရေးချေးစီမံခန့်ခွဲမယ်ဆိုလို့ရှိရင်လေလင်ကတခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းမယားကိုတိုင်ပင်ရမယ်မယားကတခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလင်ကိုတိုင်ပင်တင်တယ်ဒါကလင်နဲ့မယားချာမှာရှိတဲ့အသွားပြန်ကိစ္စလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီမှာဘာဖြစ်လာသလဲဆိုလို့ရှိရင်မြို့သားကပဲဖြစ်ဖြစ်မြို့သမီးကပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုသို့မဟုတ်ကိုယ့်ရဲ့အဖေတွေအမေတွေညီကောင်မောင်နှမတွေကိုထောက်ပံ့ခြင်းနဲ့ငွေကြေးဆိုင်ရာတွေတခြားသော supported လုပ်တဲ့ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့လင်ဖြစ်ဖြစ်မယားဖြစ်ဖြစ်အတိမတ်အရင်ဆုံးပြုဖို့အတိပေးဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုမိဘနေမကောင်းလို့ကိုယ့်ရဲ့အဖေမေတွေဟလားကျမကြီးတို့တခြားသောလိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပေးခြင်းနဲ့ဒါကိုကိုယ့်ရဲ့အိမ်တော်ဘက်တွေကမသိဘူးဆိုလို့ရှိရင်ပြဿနာရှိနိုင်တယ်ဒါကခိုးပေးတာလားမသိအောင်လုပ်တာလားအဲ့လိုမျိုးတွေပေါ့နော်ဒါကလည်းမရကြမှာရေရှည်မကောင်းတဲ့အပြုတ်မှုလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကြာပါလဲဆိုလို့ရှိရင်အမျိုးသားတွေပေါ့နော်အလုပ်လုပ်တဲ့ရတဲ့ငွေတွေကိုမိမအောင်အပ်တဲ့အခါကြာလို့ရှိရင်လည်းဖြောင်းဖြောင်းတန်းတန်းအပ်တင်တယ်ကိုယ့်ဘာသာကိုတင်ထားမယ်ဆိုရင်တင်ထားလို့ရတယ်ဒါပေမဲ့ကိုမိဘကိုထောက်ပံ့တာမိဘကလည်းအမျိုးသမီးဖြစ်တဲ့သူကိုကြားနေမှာဖြည့်ယူတာမျိုးတွေနော်အဲ့လိုမျိုးလေးတွေကရှိပါတယ်ဒါကကျွန်တော်ဒီတိုင်းပြောနေတာမဟုတ်ပါဘူးကျွန်တော်ရှိမလားဆွေးနွေးတဲ့သူတွေကလည်းအဲ့လိုမျိုးဆွေးနွေးကြတဲ့သူတွေရှိပါတယ်အဲ့မျိုးသမီးလုပ်တဲ့သူကကလေးနဲ့နော်ရွာမှာသို့မဟုတ်သူ့ရဲ့အိမ်မှာကြံခဲ့တယ်အမျိုးသားကတော့နိုင်ငံခြားထွက်လုပ်တယ်အဲ့ဒီခါကျတော့ဘာဖြစ်သလဲဆိုရင်ယောက်ျားကပေးတဲ့ပတ်စံကိုမိန်းမရှိမြောက်ဖဲနဲ့အမေတွေအဖေတွေစီရောက်သွားတယ်မိန်းမကငွေလိုချင်တဲ့အခါကျတော့အဖေတွေမေးစီကနေပြန်သွားတောင်းနေရတယ်ဒါကမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့လမ်းကြောင်းမှားနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ခုနရှင်းမပြောခဲ့တယ်လို့ပဲအဲ့လိုမျိုးဖြစ်လာပြီဆိုရင်တော့ယောက်ျားဖြစ်တဲ့သူကလည်းတည်တင်တယ်လို့မိဘလုပ်တဲ့သူတွေကလည်းဒါကိုတည်တင်တယ်ဒီလိုမျိုးသွားခြင်းမှားနေတယ်ဆိုတာကိုလည်းကိုသားသမီးပြောထားတင်ပါတယ်ကြည့်ရှုပေးဖို့လိုပါတယ်ကဲရွေးမိဘတကယ်လိုအပ်နေတဲ့ငွေကြေးတွေတကယ်ဟာလား support ပေးမှရမယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ပိုင်ရဆိုင်ရာနော်အိမ်တော်ရှင်အိမ်တော်မျိုးသမအိမ်တော်ရှင်မျိုးသားအမျိုးသမီးသူတို့တွေကိုကြည့်ပြီးတော့သူတို့တွေကိုမေးပြီးတော့မှဘယ်လိုထောက်ပံ့မယ်စသည်အပြင်တိုင်းပြင်ဆွေးနွေးခြင်းရတာအမှန်ကန်ဆုံးတန်းလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်စကားလေးတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နော်အိမ်တော်ရှင်တွေလင်မယားဖြစ်သွားပြီဆိုလို့ရှိရင်သက်ဆိုင်ရာမိဘတွေညီကောင်မောင်နှမတွေကဆိုင်မဲဆိုင်မှာတော့တယ်မပိုင်တော့ပါဘူးအဲ့တော့တချို့ကြတော့လေသားသမီးတွေကအိမ်တော်နေကြသွားတဲ့အခါအိမ်တော်စုဇရာတွေကနေမထွက်ဖက်နဲ့နေကြတာတွေရှိတယ်ရှုပ်ထွေးတဲ့အခြေအနေတွေပေါ့နော်အဲ့တော့အဖေဖြစ်တဲ့သူကအမေဖြစ်တဲ့သူကဒီသားသမီးတွေကအိမ်တော်တော့ကြာသွားပြီတိုးတော်လည်းအိမ်တော်စုဇရာတွေမထွက်တဲ့အခါကျတော့ကဲ၍ကွယ်လွန်သွားခဲ့လို့ရှိရင်သူတို့ရဲ့အမွေတွေနော်ငွေကြေးဆိုင်ရာတွေစသည်အဖြစ်ပေါ့နော်အများကြီးရှုပ်ထွေးတွေအများကြီးရှိတယ်အဲ့ဒါတွေလည်းတခြားသောရှုပ်ထွေးမှုကဏ္ဍတစ်ခုပေါ့နော်ဒါလည်းတော့ချပြပြောခြင်းဖြစ်ပါတယ်ဆိုတော့အိမ်အောင်ကျသွားပြီเนาะတရားဝင်လက်ထပ်ပေါင်းတင်ထားတဲ့မျိုးသားမျိုးသမီးတွေဆိုလို့ရှိရင်เนาะသူတို့ရဲ့ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုတွေရောတခြားသောစီမံမှုတွေပေါ့เนาะအားလုံးပေါ့အဲ့ဒီဟာတွေကဒီလင်မယားနှစ်ဦးရဲ့သဘောတူညီချက်နဲ့သာလုပ်တင်တယ်လို့ကျွန်တော်ကတော့ထင်မြင်ပါတယ်အဲ့တော့ကျွန်တော်ကြည့်နေတဲ့ fan တွေရောဘယ်လိုထင်ကြလဲအဲ့လိုမျိုးကိုခန်းစားနေရတဲ့သူရှိရင်လည်း comment လေးမှာရေးသွားပေးပါဟုတ်ကဲ့ကျွန်တော်ရက်ထပ်ပါ